Epstein ဖိုင်ထဲမှာပါဝင်နေတဲ့ဆယ်လီနာတယောက်တကယ်ပဲကွယ်လွန်သွားခဲ့ပြီလားမင်္ဂလာပါရှင်ထူးခြားဆက်ပြတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ကြည်ပါ channel လေးကနေကြိုဆိုလိုက်ပါတယ်အခုမြင်နေရတဲ့သူကတော့ကမ္ဘာကျော်အဆိုရဆယ်လီနာဂိုမက်စ်ဖြစ်ပြီးလွန်ခဲ့တဲ့နှစ်တွေကနဲ့မတူပဲအလွန်ပြောင်းလဲသွားခဲ့သူပါအင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့အလွန်ထူးဆန်းတဲ့ကောလာဟလတစ်ခုဖြစ်တဲ့ Jeffrey Epstein နဲ့ပတ်သက်နေတဲ့ဆိုတဲ့ကိစ္စအပြင်ပရိသတ်တွေမေးခွန်းထုတ်နေတဲ့ဆယ်လီနာကွယ်လွန်သွားခဲ့ပြီလားတကယ်အစ်စ်မှန်လူသားတရားဟုတ်ရဲ့လားဆိုတဲ့အကြောင်းအရာတွေကိုဒီကနေ့မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အင်တာနက်ပေါ်မှာလက်တလုံးရေပန်းစားနေတဲ့ကောလာဟလတစ်ခုကတော့ဆယ်လီနာဂိုမက်စ်ဟာနာမည်ဆိုးနဲ့ကြော်ကြားတဲ့ Jeffrey Epstein ရဲ့ကွန်ရက်ထဲမှာပါဝင်နေတာပါ။တချို့ကလည်းဆယ်လီနာဟာ2022ခုနှစ်ကတည်းကကွယ်လွန်သွားခဲ့ပြီဖြစ်ပြီးကလုံးလိုခေါ်တဲ့ကိုဝါဖန်တီးထားတဲ့ဆိုတဲ့ကောလာဟလတွေပြန့်နှံ့နေပါတယ်။ဆယ်လီနာကဒီနှစ်တည်းအတော်အတွင်းမှာရုတ်တရက်ပြောင်းလဲသွားပြီးသူ့ရဲ့စကားပြောပုံတွေကလည်းထူးခြားနေပါတယ်။အတန်ကလည်းအသက်ကြီးကြီးအမျိုးသမီးတစ်ယောက်ရဲ့အတန်ကိုပြောင်းလဲနေပါတယ်။ We use people that that they can be your best friend. သူ့ရဲ့တက်တူတွေကလည်းရုတ်တရက်မရှိတော့တဲ့အပြင်မူမမှန်နဲ့ကိုနီဟန်ထားပြီးကြောင်းပဲအခုလက်ရှိဆယ်လီနာကအစားထိုးခံလိုက်ရပြီလားဆိုပြီးတန်တရားဖြစ်နေကြပါတယ်။ဆယ်လီနာနဲ့အတူရင်းနှီးတဲ့တငယ်ချင်းတွေကလည်းဖယ်ခွာသွားကြပြီဖြစ်ပြီးကြီးစားဟောင်းဖြစ်တဲ့ Justin Bieber ရဲ့ Ghost သချင်းကကွယ်လွန်သွားတဲ့ဆယ်လီနာအတွက်ရည်ရွယ်ပြီးတော့ဆိုထားတယ်လို့ပြောကြပါတယ်။ဒါပေမဲ့ဆယ်လီနာဟာလူပတ်ယောဂါနဲ့စိတ်ကျန်းမာရေးပြဿနာတွေကြောင့်ဆိုရှယ်မီဒီယာကနေမကြာခဏအနာယူလေးရှိပါတယ်။ဟောလိဝုဒ်ဆိုတဲ့နေရာကြီးကဟန်ဆောင်မှုတွေပြီးပြည့်စုံခြင်းအောင်ဆောင်မှုတွေနဲ့ပြည့်နှက်နေတဲ့နေရာပါဒါပေမဲ့ဆယ်လီနာကတော့အဲ့ဒီစံနှုန်းတွေကိုချိုးဖျက်ရေးသူတစ်ယောက်ဖြစ်ပါတယ်အနုပညာရှင်တွေထဲမှာသူ့ရဲ့အားနည်းချက်တွေကိုအပွင့်လင်းဆုံးနဲ့အရေးဝင်ဆုံးချပြရေးသူဖြစ်ပြီးအရှိကိုအရှိတိုင်းပဲနေထိုင်တဲ့သူလည်းဖြစ်နေပါတယ်2022ခုနှစ်ကထွက်ရှိခဲ့တဲ့ဆယ်လီနာရဲ့ My Emmy မှတ်တမ်းရုပ်ရှင်မှာသူ့ရဲ့ရိုးသားမှုတွေကထင်ဟပ်နေပြီးကမ္ဘာကျော်အဆိုတော်တစ်ယောက်ရဲ့လှပတဲ့အချမ်းကိုပဲမပြသခဲ့ပါဘူး။စိတ်ကြယောဂ Bipolar Disorder လို့ခေါ်တဲ့စိတ်ကြွစိတ်ကြယောဂတွေကြောင့်ဒေါသထွက်တာ၊ငိုကြွေးတာကိုအားငယ်နေတဲ့အချိန်တွေကိုပါကင်မရာရှေ့မှာချပြခဲ့ပါတယ်။စိတ်ကျန်းမာရေးပြဿနာဆိုတာဖုံးကွယ်ထားရမယ့်အရာမဟုတ်ဘူးဆိုတာကိုကိုယ်တိုင်သက်သေပြခဲ့ပါတယ်။နောက်ပိုင်းနှစ်တွေမှာဆယ်လီနာရဲ့ဘဝအပြောင်းလဲတွေကလင်းမြန်းနေတာကြောင့်ပရိသတ်တွေကအယံအံ့ဩသွားခဲ့ကြတာပါလူတွေကသူ့ရဲ့ခန္ဓာကိုယ်အပြောင်းလဲဝိတ်တက်လာတာပိန်သွားတာတွေကိုအမြဲဝေဖန်လေးရှိကြပါတယ်မကြသေးခင်ကမှကိုလေးချိန်ကြာဆင်းသွားမှုနဲ့ပတ်သက်ပြီးအမျိုးမျိုးပြောကြပြန်ပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့ဆယ်လီနာကလူပတ်ယောဂါကြောင့်တောက်နေရတဲ့ဆေးတွေရဲ့ဗိရပ်ဆိုးကျိုးတွေကိုခံစားခဲ့ရသူပါအခုချိန်မှာတော့သူ့ရဲ့ယောဂါကိုတေချာထိန်းချုပ်လာနိုင်ပြီးစိတ်ကျန်းမာရေးကိုဦးစားပေးလာတာတွေကြောင့်သဘာဝကျကျပြန်လည်ကျန်းမာလာတာဖြစ်ပါတယ်။ဂီတဘက်မှာလည်းအောင်မြင်နေတဲ့ဆယ်လီနာကစီးပွားရေးဘက်မှာလည်း Rare Beauty ဆိုတဲ့အလှကုန်လုပ်ငန်းကြီးကိုတည်ထောင်ထားပြီးဒီလုပ်ငန်းကဒေါ်လာ1ဘီလီယံတန်ဖိုးရှိတဲ့လုပ်ငန်းတစ်ခုဖြစ်လာခဲ့ပါပြီ။ငွေရှာဖို့တသက်အလှကုန်ရောင်းနေတာမဟုတ်ပဲ Rare Impact Fund ကနေတဆင့်စိတ်ကျန်းမာရေးအတွက်ရန်ပုံငွေတွေအများကြီးထောက်ပံ့ပေးနေတာပါ။ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့အခက်အခဲတွေကိုတခြားသူတွေမခံစားရအောင်ကူညီပေးနေတဲ့ဆယ်လီနာရဲ့လှပတဲ့စိတ်ထားပဲဖြစ်ပါတယ်။ It's Lady Gomez here to remind you that May is Lupus Awareness Month. ဘယ်တော့မှအခြေရေးမှာကံမကောင်းခဲ့ပဲအမြဲတမ်းထားခဲ့ခံရတဲ့ဆယ်လီနာကချီရမှာလဲအတိတ်ကနာကျင်စရာဇလန်တွေကိုကြောခိုင်းပြီးအခုဆိုရင်ဘန်နီဘလန်ကိုနဲ့အတူတည်ငြိမ်အေးချမ်းတဲ့ဘဝလေးကိုပိုင်ဆိုင်ထားပါပြီ။သူ့ကိုနားလည်ပေးနိုင်တဲ့သူမရဲ့စိတ်ကျန်းမာရေးကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့အတိုင်းဝိုင်းတစ်ခုကိုတည်ဆောက်ထားနိုင်ပြီဖြစ်ပါတယ်။ဆယ်လီနာဂိုမက်စ်က2022ခုနှစ်ကကွယ်လွန်သွားပြီဖြစ်လို့အစားထိုးခံထားရတယ်ဆိုတဲ့သတင်းတွေထွက်လာပေမဲ့လည်းဒီနှစ်တွေတော့အတွင်းမှာပြင်းထန်တဲ့ကျန်းမာရေးခြေအနေတွေမီဒီယာတွေရဲ့ PR တွေနဲ့စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုပေါင်းများစွာကိုဖျက်ဆီးခဲ့ရသူပါပရိသတ်တွေကသူ့ကိုဘာကြောင့်ဆက်ချင်နေကြရတယ်လဲဆိုရင်လဲကျသွားတိုင်းပြန်ထလာတဲ့စိတ်ထားရှိပြီးကိုအားနဲ့ချက်ကိုလက်ခံပြီးအမြဲကြိုးစားနေတဲ့တကယ်လူသားစစ်တယောက်အဖြစ်ရည်တည်နေလိုပဲဖြစ်ပါတယ်။ဆယ်လီနာတရားကွယ်လွန်သွားပြီဆိုတဲ့သတင်းတွေကကောလာဟာလာတသက်တွေပဲဖြစ်နေမလားဆိုတော့ကွန်မန့်လေးမှာအမြင်လေးတွေကိုမျှဝေခဲ့ကြပါအောင်ရှင်။ထူးခြားဆန်းခြားကြောင်ရာလေးတွေကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ကြည်ပါ channel လေးကိုလည်း like and subscribe လေးလုပ်ထားပြီးဖို့မမေ့ပါနဲ့နော်ကျမတို့ရဲ့ကြည်ပါဗီဒီယိုလေးကနေတစ်ခုခုညသွားပါစီနော်